การขี้แล้วไม่ขี้หรอกการขี้เนี่ยจริงๆเนี่ยด้วยมันดูแล้วไม่ขี้หรอกจ่าหรอกจ่าကျွန်တော်မင်းနေတာကလက်နဲ့ချိတယ်ကိုဘာလို့ယူနေတာလဲ။ဟောကျွန်တော်ကြည့်ပါဦး။အာဒီတော့ကျွန်တော်လည်းခြေလက်တော့ကကိုလိုလိုခြေရ။ဒီကတော့စီစီကိုတတ်တယ်နော်လေ။ ဒီနေ့ဘယ်စားတယ်တွေ့တယ် အိမ်မရပြီမှာ။ရပါမယ်။တွေ့ပြီမနေ့ကဒီကောင်လေးကကျွန်တော်ပြီးပါ သိပါတယ်ဒီကသူဘယ်တော့မှအတိရနိုင်တယ်ရာဟုလာကိုစုံမှုကြသူတိုင်းဘသူကသူ့ကိုမေ့ပြစ်နိုင်ကြလို့လဲအဘကိုပြောကြတယ်ရာဟုလာကစိုးတယ်တီတယ်ပေတယ်မာကြောတယ်နောက်တော့အစွန်းဆုံးလွတ်လပ်တယ်တဲ့ကျမကတော့အဘကိုချစ်စရာအကောင်းဆုံးပဲလို့ပြောချင်တယ်အဘကယူသားတယ်လေဒါကြောင့်ရာဟုလာမှာချစ်သူတွေလည်းရှိမုန်းသူတွေလည်းရှိမိတ်ဆွေတွေလည်းရှိတယ်အဘကပြောတယ်ပတ်စံရှိရင်ရွက်ဖြင်ဝဲမယ်ပကြည်ဆွဲမယ်တဲ့ဒါနဲ့များတော့ကင်ဆာဆိုတာကြီးကရာဟုလာရဲ့လေပင်ကိုဖောက်ပစ်လိုက်တယ်ဒါပေမဲ့ကင်ဆာဆိုတာကဘာမို့လို့လဲရာဟုလာကိုပကြည်ဆွဲရက်သွားအောင်တော့မလုပ်နိုင်ခဲ့ပါဘူးကင်ဆာဆိုတဲ့ကောင်နဲ့တပန်းလုံးနေရအဘကနေ့တိုင်းရွက်ဖြင်စားတွေဆေးဘူးတွေအာယုန်တွေကအယုတ်တွေနဲ့ကျမတို့အဘရာဟုလာကအဲ့ဒီလိုရှင်သန်ခဲ့တာဒီလိုနဲ့အဘအကြာကြီးရှင်သန်လိမ့်မယ်အောင်ကျမထင်ခဲ့မိတယ်ဒါပေမဲ့ကင်ဆာဆိုတဲ့ကောင်ကသူ့ရှုံးတဲ့တိုက်ပွဲအတွက်စစ်စင်ရေးကိုတိုးမြင့်လိုက်တယ်ဒိုးဘကလည်းကြံ့ကြံ့ခံပါတယ်ဒါပေမဲ့ဒီတပွဲမှာတော့အဘလဲခဲ့ရပြီဟုတ်တယ်ဦးပါဖြည်းဖြည်းချင်းလေးတော့ရရအဘကြီးပွဲလေးတစ်ပွဲလောက်လုပ်ကြရအောင်လို့ကျမပြောခဲ့တယ်လေကျမလိုချင်တဲ့ပကြီးကားကိုလည်းအဘကိုပူဇော်ရအောင်မယ်ကျမရဲ့အဘမာနကြီးပြီးဂရိတည်ရလေကျမလိုချင်တဲ့ပကြီးကားတစ်ကားလောက်ဆွဲပေးပါအောင်အဘကြီးဒါပေမဲ့ဒီတစ်ခါတော့အဘမဟန်နိုင်တော့ဘူးနဲ့တူပါရဲ့
စိတ်ရှိတိုင်းသာလှုပ်ခွင့်ရမယ်ဆိုရင်အဘကပကြီးတွေကိုဆွဲအောင်ပါအခုတော့ကျမသိပါတယ်ဘာမဆွဲနိုင်တော့ဘူး လဲတော့မှလဲတော့မလို့လဲတော့လို့လား အခုတော့မင်းကုန်းကအတန်မြည်တဲ့ခေါင်းလောင်ကြီးလဲအတန်တိတ်ခဲ့ရပြီလေသူတို့နဲ့လှုပ်မယ်နော် လို့ရ မင်းမြန်လူတဲ့စုပ်မင်းမြန်လူတဲ့စုပ်ကိုထည့်လိုက်